ရွှေရောင်ဝင်းပြီးမွေးကြိုင်နေမှပစွန်ကျော်ပြုတ်လုံနေပစွန်နဲ့ငယ်ရှိရုံနဲ့တင်ကလေးတွေရောလူကြီးတွေကအချိုက်တွေ့နေမှအပြင်ကုန်ကချွတ်ချွတ်လေးနဲ့အတွင်းသားကနူးညံ့ပြီးအရင်ရွှဲနဲ့ပစွန်ကျော်လေးကိုအလွယ်တကူလှုပ်ကြည့်ကြရအောင်ပစွန်ကွမ်းကိုဖဲထုတ်ပြီးထောဘက်ကအမဲရောင်စားအိမ်ချိုးကိုဆွဲထုတ်ပါပစွန်ကျော်ဘက်ကိုဓာတ်နဲ့အနှဲငယ်ခက်နက်နက်လေးမှုန်းပေးပါဓာတ်နောက်ကျော်နဲ့ပစွန်ကူတွေကိုအသာအရထူးကျပေးပါဓမ္မရတာတွေထဲထဲအထိစိမ့်ဝင်မှာပြုတ်တယ်လို့ကျော်တဲ့အခါမှာလည်းပစွန်ကကွေးမတွားပဲပြပြလေးနဲ့နှာနေမှာပါပစွန်တွေကိုပကံတစ်ခုလေးထည့်ပြီးချင်းချက်သွန်မိတ်စားနဲ့နေဦးကောင်းမှုကိုထည့်ခါသမအောင်နေပေးပါပရတာစိမ့်ဝင်သွားအောင်နိုင်ဝန်းခန့်နှက်ထားပေးပါပရတာနှက်ထားတဲ့ပစွန်ကိုပထမဆုံးပြောင်းမှုခတ်ပါပြီးရင်ကျက်ဥရည်တဲ့နှစ်ပါနောက်ဆုံးမှာမုံချောင်းမှုတွေနဲ့ထိထိရှာရှာဖုံးဟုတ်ပေးပါဒဲဦးတဲ့စီတဲ့ပြီးအပူပေးပါစီးဘူးမပူဘူးသူနဲ့စမ်းကြည့်တဲ့အခါအမြုပ်လေးတွေထားလာပြချုံရင်ပစွန်တွေကိုထူချင်းစီခဲ့ကြော်ပါပစွန်လေးတွေပုံကန်ခဲသားပြီးဆိုမှအသားအရာဟိုဘက်ဒီဘက်လန်ပေးပါရှီဝါရောင်တမ်းပြီးချွတ်ရလာပြီဆိုရင်တော့စီးစစ်ပြီးဆဲယူနိုင်ပါပြီခင်ဗျာဒီပစွန်ကြော်လေးကိုခပ်ရှက်ဒါမှမဟုတ်မယောနီနဲ့ကရဖက်စားတော့ရင်ရန်ကိုလိုက်ဖက်ပါတယ်စီမလိုပဲကျွတ်ရနေမယ်အာလူမုံလာဟုနေလို့အပြင်သားကမွမွေးချွတ်ချွတ်အတွင်းသားကနူးညံ့ကြီးဆက်နေတဲ့ဒီမုံလုံးလေးတွေကစီကြော်မုံမဟုတ်တယ်လို့ကလေးတွေအတွက်လည်းစိတ်ချလက်ချတွေးလို့ရပါတယ်အာလူနဲ့မုံလာဟုနေကိုခွန်ခွာတက်စင်ပြီးရှစ်တန်နဲ့အမြင်လေးတွေပြအောင်ရှစ်ရှာပါရှင်နွေးစုစုထဲမှာ10မိနစ်ခန့်ပြုတ်ပေးပါပြီးရင်ပြန်ဆဲပြီးရေစစ်ပေးတာပါစလုံးတစ်လုံးထဲမှာရေစစ်ထားတဲ့အာလူမုံလာဟုနေအမြင်လေးတွေထည့်ပါအတုံးတိတိလေးတွေထုံးထားတဲ့ဟန်ကျဲဥတလုံးချက်သွန်မိတ်စားအနေငယ်နဲ့ဂျုံမုံထမင်းစားသွန်းတစုံခဲ့ပါတာဝန်ပစ္စည်းအလုံးသမားတော့တီရှာနေပေးပါနေထားတဲ့အစာတွေကိုလက်နဲ့ယူပြီးအလုံးလေးတွေပြအောင်လုံးပေးပါအဲဖိုင်ရတဲ့ကိုစက်ကူခံပြီးအလုံးလေးတွေကိုညနေပြင်းနှစ်ဖက်လုံးကိုစီလေးနဲ့ငယ်ဖြန်းပြီးတော့အပူချိန်တရားရှိတဲ့ဒီကတိနဲ့ဇနာမနစ်ခန့်ထဲဖုတ်ပေးပါရှီဝါရောင်တန်းပြီးမူးကြိုင်နေတဲ့မုံလုံးလေးတွေကိုကပ်ရှက်နဲ့ထွဲဖက်ပြီးကူပူလေးလေးထုံးဆောင်နိုင်ပါပြီခင်ဗျာနေုပ်တီးနဲ့တင်းနေမယ်ချက်သားရုံးကျော်ကြက်ရည်မုံသားကိုအတုံးပြူပြီးနူးညံ့ရေးဆက်နေအောင်ဆက်ဆက်လေးစားလူကောင်းအောင်ကြော်နေလေးပါအတုံးလေးတွေတုံးထားတဲ့ကြက်ရည်မုံသားတွေကိုပင်းနှပိရေဟင်းရှက်ဝိုင်နဲ့နေုပ်ကောင်းမုံတို့ကိုထည့်ပြီးမိနစ်20ခန့်နှက်ထားပေးပါဒါမှအသားတဲ့ရတာဝင်ပြီးနူးညံ့မှာဖြစ်ပါတယ်ဒဲဦးရဲ့စီပူလာရေနှက်ထားတဲ့အသားတွေကိုထိတ်ကြော်အောင်ချက်သားရောင်ပြောင်းပြီးချက်သားပြီးဆိုရင်ပကံနဲ့ဆဲထားပါဒဲဦးရဲ့စီနဲ့ငယ်ပြန်ထည့်ပြီးချက်သွန်ပြူမယုတ်သီးစိမ့်နဲ့မြုပ်သီးနီတွေတခုထည့်ပါအနက်မွေးလာရင်ကြော်ထားတဲ့ချက်သားတို့တွေကိုပြန်ထည့်ပါပြီးရင်ပင်းသပီးရေအချီပင်းသပီးအနောက်အနေငယ်ခရုစီစားနဲ့ချက်သားမုံတို့ကိုထည့်ပါအားလုံးဝတ္တမအောင်မပြင်းပြင်းနဲ့ခဏလောက်အမြန်မွေးကြော်ပြီးရင်တော့အရသာရှိလာတဲ့နေုပ်သီးချက်သားတို့ကြော်လေးရပါပြီခင်ဗျာ